ချိန်ထဲမှာပဲမာယာဒေဝီကလည်းသားတော်ကိုဖွားမြင်နိုင်ခဲ့ပြီးတော့ရန်ရွှေတော်တွေနဲ့အတူတူပြုံးပျော်ကြည်တူးလျက်ရှိနေကြပါတယ်ဂေါရမီကသားတော်လေးကိုတယူတရပွေ့ချီထိုင်းကသားတော်ကိုဘလို့အမိကင်မွန်းတက်မလဲလို့မေးတော့မာယာဒေဝီကတိတ်တထလို့ပြောလိုက်ပါတော့တယ်ပြီးတော့လောကရဲ့အမှောင်ကိုအလင်းဆောင်မဲ့ဗုဒ္ဓရဲ့ဖြစ်စဉ်သမိုင်းဟာလေဒီအချိန်မှာပဲစတင်လာခဲ့ပါတော့တယ်တော်တော်နာမင်းကြီးမင်္ဂလာရေစင်သုံးလောင်းနေစဉ်မှာဒူရီယာလိုအမိရတဲ့မင်းထိန်တဲ့တူနန်းတော်တွင်းကိုဒုံဆိုင်ဝင်ရောက်လာပြီးတော့အချက်ပေးခရာကိုမှုတ်လိုက်ပါတယ်ခရာတန်ကြောင့်မင်းကြီးရောက်ရှိလာပြီးတော့ဒူရီယာကိုမြင်တဲ့အခါမှာမိဖုရားကောင်ကြီးနဲ့ထည့်ပေးလိုက်တာကိုမောင်မင်းကဘာကြောင့်ပြန်ရောက်လာတယ်လဲဆိုပြီးတော့မေးပါတယ်ဒူရီယာကရင်ခုန်လိုက်မောနေပြီးတော့စိတ်လှုပ်ရှားတဲ့မူရနဲ့မိဖုရားကောင်ကြီးဟာလန်ကူးလက်လုံးမလီဥယျင်ကြီးမှာဆိုပြီးတော့စကားဆုံးမပြောရသေးခင်မှာပဲမင်းကြီးဟာဆိုရင်ထိတ်လန့်တဲ့မူရနဲ့ဒူရီယာလုံးမလီဥယျင်ကြီးမှာမိဖုရားကောင်ကြီးဘာဖြစ်လို့လဲဆိုပြီးတော့သူ့ပကုံးကိုလှုပ်ရမ်းပြီးတော့မေးပါတော့တယ်ဒူရီယာကအရှင်မင်းကြီးမိဖုရားကောင်ကြီးဟာနေမင်းမျိုးနွယ်ရဲ့မျိုးဆက်တွေဖြစ်သောကပိလဝုပြည်ရဲ့အိမ်ရှိဆံကိုလုံးမလီဥယျင်ကြီးမှာဖွားမြင်ခဲ့ပါပြီဖျားဆိုပြီးတော့ရှောက်တင်လိုက်တဲ့အခါမှာတော့အန်အော်ဝမ်းသာခြင်းကြီးစွာနဲ့ကောင်းကင်ကနေမင်းကိုလက်အုပ်ချီပူဇော်လိုက်ပြီးတဲ့နောက်အချက်ပေးခရာကြီးကိုအားရပါရမှုတ်ကအောင်ပွဲခံပါတော့တယ်ဒါမဲ့ဒီသတင်းကမင်္ဂလာအတွက်ကတော့အလွန်ခါးသီးပွဲရသတင်းစိုးကြီးဖြစ်နေခဲ့ပြီးတော့ရုပ်ကြိုးပြက်လဲကြမတတ်ဖြစ်သွားရပါတယ်အဲဒီနောက်မှာမျိုးရင်းကသပင်သည်ကြီးကလည်းမြူးမြူးကြွားကြွားကကွက်တွေနဲ့တူအိမ်ရှင်ဆန်မင်းသားလေးကြွရောက်လာပြီးဆိုတဲ့ဒေသချင်းကိုတီးဆိုနေရင်းနဲ့မင်းကြီးတုတ်တော်တနာရင်နေသေးကြတားရင်နာတပါမွေးဖွားလာကြောင်းသတင်းစကားကိုပြည်သူတွေထံပါခဲ့ပါတော့တယ်မင်္ဂလာရဲ့အစီကံကာမှုကလည်းဒီသတင်းကိုကြားသိပြီးတဲ့နောက်မှာတော့ဝမ်းသာအားရစွာနဲ့မင်္ဂလာစီကိုအမြန်ပြေးလို့မိဖုရားကောင်ကြီးတားမွေးဖွားခဲ့ပြီဖြစ်တဲ့အကြောင်းရှောက်တင်မိတဲ့အခါမှာတော့မင်္ဂလာကဒေါသမျက်စောင်းနဲ့စူးစူးရဲစိုက်ကြည့်လိုက်ပြီးကာမူကကိုပါရိုက်ချလိုက်ပါတော့တယ်မင်းကြီးကမင်္ဂလာသတင်းကိုဆောင်လာတဲ့မြေနေတဲ့သူရိယကိုသူ့ရဲ့လက်ဝတ်တစားတွေချုပ်ပေးလိုက်ပြီးတော့နောက်ထပ်လိုရာစုကိုလည်းတောင်းစီဆိုပြီးတော့ဝမ်းသာအားနဲ့မိန်တော်မူလိုက်ပါတယ်သူရိယကသူ့အတွက်တခြားထွေထူးထူးမလို့အပ်တဲ့အကြောင်းနဲ့သူ့ရဲ့ဇနီးဖြစ်သူကလည်းဒီနေ့မှာပဲတားအုပ်ကြားလေးကိုဖွားမြင်ခဲ့တာကြောင့်အဲ့ဒီသားလေးကိုမင်းသားလေးရဲ့ရန်ရွှေတော်ဖြစ်စေလိုပါတယ်လို့ရှောက်တင်လိုက်ပါတယ်မင်းကြီးကလည်းကောင်းပြီတင်းလိုရာဆန္ဒပြေဝစေရမယ်ဆိုပြီးချက်ချင်းမှလိုက်လျောပေးလိုက်တာပါအဲ့ဒီနောက်မင်းကြီးကသူ့ရဲ့ညီတော်တွေကိုလိုက်လံပွေ့ဖက်လို့ကျွန်တော်ရရကိုစက္ကန့်မဲ့သူမွေးဖွားလာခဲ့ပြီဆိုပြီးတော့နှစ်ထောင်းအားရသွားကြွေးကြော်နေပါတော့တယ်အဲ့ဒီမင်္ဂလာသတင်းတွေဝမ်းမြောက်စွာနဲ့ကြွေးကြော်နေကြတဲ့နန်းတွင်သားတွေအားလုံးကိုလည်းမင်းကြီးကမျိုးနွယ်တစ်ခုလုံးကိုစားကျေးဇူးတင်ရှိကြောင်းနဲ့ဒီနေ့ကစပြီး3ရက်တိုင်တိုင်းပြည်လုံးပျော်ပွဲရှင်ပွဲတွေကျင်းပပေးမယ်လို့မိန့်တော်မူလိုက်ပါတော့တယ်တစ်ဆက်တည်းမှာပဲညီတော်ဖြစ်သူကိုဒီကနေ့ပဲလုံမဏီကိုခီးထွက်ကြဖို့ပြင်ဆင်စေခဲ့ပြီးတော့သားတော်လေးရဲ့ရုပ်ရည်ဟာမင်းကြီးနဲ့ပဲတူသလားဒါမှမဟုတ်မိဖုရားကောင်ကြီးနဲ့ပဲတူနေသလားဆိုတာကိုကြည့်ကျင်လှပြီလို့ဆိုခဲ့ပါတယ်မင်းကြီးကပျော်ရွှင်ခြင်းကြီးစွာနဲ့လုံမဏီဥယျာဉ်စီကိုအမြန်ခီးနှင်သွားခဲ့ချိန်မှာမင်္ဂလာကတော့နန်းဆောင်တွေကပစ္စည်းတွေကိုတွန်းလဲပစ်ကဒေါသမီးတွေတခုံခုံတောက်လောင်ပြီးကြံရစ်နေခဲ့ပါတော့တယ်တပတ်မှရန်ရွှေတော်တွေကဒေဝဒါကိုခီးဆက်ဖို့အတွက်တင့်ပြီဖြစ်ကြောင်းမာယာဒေဝီကိုရှောက်တင်တဲ့အခါမှာမာယာဒေဝီကခီးမဆက်တော့ပဲကပိလဝုပြည်ကိုပဲပြန်လှည့်ကြမယ်လို့ဆိုခဲ့ပါတယ်ဂေါရမီကအမတော်ရဲ့စန္ဒာတိုင်းကပိလဝုပြည်ကိုပြန်လှည့်ဖို့စီစဉ်လိုက်ပါမယ်လို့ရှောက်တင်ပေမဲ့မာယာဒေဝီကကျွန်တော်တို့ကြီးပဲပြန်မှာမဟုတ်ဘူးအရှင်မင်းကြီးနဲ့အတူပြန်ကြရမှာလို့ပြောလိုက်တာပါဂေါရမီကနားမလည်နိုင်စွာနဲ့မင်းကြီးကမြို့ဝင်တကားကနေစောင့်နေမှာမဟုတ်ဘူးလားလို့မေးတဲ့အခါမှာမာယာဒေဝီကဒီသတင်းကိုကြားပြီးတဲ့နောက်မင်းကြီးကခုလောက်ဆိုရင်တော့ထွက်လာနေလောက်ပြီလို့ဆိုခဲ့ပါတော့တယ်တချိန်တည်းမှာပဲရန်ရွှေတော်တယောက်ဝင်ရောက်လာပြီးတော့များမကြာမီမှာပဲမင်းကြီးကလုံးမလီဥယျာဉ်ကိုရောက်တော်မူလာမယ့်အကြောင်းကိုသတင်းလာပေးခဲ့ပါတယ်ဂေါရမီကလည်းအမတော်ဟာမိဖုရားကောင်တစ်ပါးပြီးသားလွန်းစွာပဲမင်းကြီးရဲ့စိတ်အတွင်းကအတွေးကြံတွေကိုပါသိနေတော့တာပဲဆိုပြီးတော့ပြောလိုက်ပါတော့တယ်မင်းကြီးရောက်လာချိန်မှာမိဖုရားလေးဂေါရမီကခယူဂျိုကခြေတော်ဆေးပေးနေကသားတော်လေးတစ်ပါးပိုင်ဆိုင်ခဲ့ပြီဖြစ်တာကြောင့်ဂုံယူပါကြောင့်ရှောက်တင်ပါတယ်မင်းကြီးကတော့ခြေပြန်ဆေးပြီးတော့သူတို့သားတော်လေးနဲ့မိဖုရားကောင်ကြီးစီကိုအမြန်လိုက်ပို့ပေးပါတော့ဆိုပြီးအလင်းစလုံးတိုင်းစွာမိတ်လိုက်ပါတယ်မိဖုရားလေးကတော့မင်းကြီးနေနဲ့လက်ဆောင်တစ်ခုခုပေးမှသားတော်လေးစီကိုခေါ်သွားပေးနိုင်မယ်လို့ဆိုတဲ့အခါမှာမင်းကြီးကလိုချင်တဲ့ဆုတစ်ခုကိုကြိုက်တဲ့အချိန်မှာတောင်းနိုင်တယ်ချက်ချင်းဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ပြောခဲ့ပါတော့တယ်မင်းကြီးယာယီတဲနန်းဆောင်ထဲကိုဝင်လာချိန်မှာမဟာဒေဝီဟာဂရင်ညောင်ဆောင်ထပ်ပေါ်ကစားပွားကလကအနောက်မှာရှိနေခဲ့ပြီးတော့မင်းကြီးရဲ့အမြဲတမ်းတစ်ခုခုလိုအပ်နေတဲ့ခံစားချက်ကိုဖြည့်ဆည်းပေးတဲ့နေတဲ့သားတော်လေးကိုဖွားမြင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းကိုရှောက်တင်ပါတယ်မင်းကြီးကဘာကြောင့်စားပွားနောက်မှာရှိနေရတာလဲလို့မေးရမှာဂေါရမီကကြားဝင်ပြီးတော့တားဖွားပြီးနောက်ရက်ပေါင်း30ပြည့်မှသာမိဖုရားကောင်ကြီးနဲ့တွေ့ခွင့်ရပါမယ်အကြောင်းကိုပြောခဲ့ပါတယ်မင်းကြီးကဘာကြောင့်ဒီလိုနားလေရခက်တဲ့စီးမြင့်တွေရှိနေရတာလဲလို့မေးတဲ့အခါမှာတော့ဂေါရမီကမိဖွားပြီးကစားမိခင်တယောက်ဟာပင်မနှွမ်းနေပေမဲ့ခင်မွန်းတယ်ကတော့ဇနီးနဲ့တူနှွေးထွေးစွာနေလိုတတ်ကြတာကြောင့်ဇနီးတဲ့အတွက်တောင်းဝန်ပိုစီတဲ့အကြောင်းနဲ့မိခင်နဲ့ကလေးငယ်တို့ကိုဥစွာရင်းနှီးမှုရနိုင်စေဖို့အတွက်လည်းအချိန်ပေးထားတဲ့ကြောင်း
ရှေးသမားတော်တွေနဲ့ပညာရှိတွေကအဆိုပြုထားပါတယ်ဆိုပြီးတော့ရှင်းပြရပါတယ်မင်းကြီးကကောင်းပါပြီဒါမဲ့သားတော်ထိကံဝင်တော်ရှိတယ်မဟုတ်လားလို့ဆိုလိုက်တဲ့အခါမှာဂေါရမီကသားတော်ကိုပွေ့ချပြီးတော့ကလကာအနောက်ကနေလက်ကလေးတစ်ဖက်ထုတ်ပေးလိုက်ပါတယ်မင်းကြီးကသားတော်ရဲ့လက်သေးသေးလေးကိုကန်ကြည့်နေချိန်မှာတစုံတစ်ခုကိုတွေးကြံနေပုံရတာကြောင့်ဂေါရမီကဘာတွေများတွေးကြံနေရလဲလို့မေးရမှာမင်းကြီးကဆေးဖြောပညာရှိတွေကလက်ဖွားပေါ်ကရေးချောင်းတွေကိုကြည့်ပြီးဟောကိန်းထုံနိုင်စွမ်းရှိကြတယ်လို့ပြောပါတယ်မာဒေဝီကမင်းကြီးရဲ့သားတော်ကမင်းကြီးလိုပဲကဘာကိုအုပ်ဆိုးမဲ့သူပဲဖြစ်လာပါလိမ့်မယ်လို့ဝင်ပြောရမှာမင်းကြီးကလည်းအားရကျဉ်းနဲ့စွာရှိနေပါတော့တယ်ညပိုင်းချိန်ရောက်တော့ကာမူကာတယောက်ရိုက်ခံတဲ့ပါးလေးတစ်ဖက်ကိုအုပ်လို့မင်္ဂလာရဲ့နန်းဆောင်ရှိမှမျက်နှာခံကျုံကျုံနဲ့ရှိနေချိန်မင်္ဂလာရဲ့ခင်မွန်းရောက်လာတဲ့ခါမှာအရှင်မကမန္တကလေးကတကားမဖွင့်ကြောင်းပြောပြလိုက်ပါလိမ့်ခင်မွန်းတွေကနန်းဆောင်တကားကိုတွန်းပွင့်ဝင်သွားမှာတော့ခန်းတစ်ခုလုံးဖြိုပြဲဖြစ်နေပြီးတော့မင်္ဂလာကတော့စိတ်ပြက်လက်ပြက်နဲ့ပတ်လက်လန်းနေတာပါသူမကနောက်ဆုံးတော့မင်းကြီးရဲ့ဆန္ဒတွေပြေဝသွားခဲ့ပြီးတော့ကျွန်တော်တို့ရဲ့အကြံစီတွေပျက်စီးခဲ့ပြီဆိုကမကြေမချမ်းနိုင်စွာပြောဆိုနေတာပါခင်မွန်းပြည်သူကဒိုင်းပြီးလုံးအောင်ပွဲခံနေချိန်မှာနန်းတော်ထဲမှာတင်တကိုယ်တဲ့ဒေါသထွက်နေတော့မှလားဆိုပြီးတော့ပြောပေမဲ့မင်္ဂလာကသူ့အနေနဲ့ကြောက်တိုးတွေလိမ့်ချပြီးလှုပ်ကြံခဲ့သလိုအစိတ်ခတ်တတ်ဖို့လည်းကြိုးစားခဲ့ပေမဲ့တခုမှမအောင်မြင်ခဲ့ပဲအခုတော့ဒေဝရတ်ရဲ့ထီးနှံအလူယူခံလိုက်ပြီဆိုပြီးတော့ဒေါသတကြီးနဲ့ပြောပါလိမ့်ခင်မွန်းပြည်သူကသွေးသွေးတန်းစကားတွေကိုတပားသူကြားသွားရင်ခတ်ကုန်လိမ့်မယ်လို့တားပေမဲ့မင်္ဂလာကဂယုမဆိုင်ပဲအခုလဲဒေဝထားမှာလှုပ်ကြံမဲ့သူတွေကိုဆေးလို့ထားပေမဲ့လုံမနီမှာမင်းသားလေးကိုဖွားမြင်ခဲ့ပြန်ပြီဆိုပြီးတော့သူနဖူးသူရိုက်နေပါတော့တယ်အဲတော့မှဒီနန်းတော်တစ်ခုလုံးမီးရှိုးပြဲမှာအေးမယ်ဆိုပြီးတော့မီးတုပ်ကိုဆွဲနေတာကြောင့်ခင်မွန်းပြည်သူကအတင်းဝင်ဆွဲရပါတယ်ပြီးတော့သူကစိတ်ရှိတီးခံတတ်ဖို့လိုတယ်မင်္ဂလာဒီမီတို့ကနန်းတော်ပဲလောင်ကျွမ်းစေဖို့တတ်နိုင်လိမ့်မယ်တကယ်တော့ငါတို့ကမင်းသားလေးရဲ့အနာဂတ်ကိုလောင်ကျွမ်းစေရမှာဒါတော့ခံစားချက်တွေကိုမျိုးသိမ်းထားပြီးတော့မင်းကြီးပြန်လာကိုကြိုးဆိုဖို့သာပြင်ဆင်ထားလိုက်ပါဆိုပြီးအသိဝင်အောင်ပြောပေးလိုက်ပါလိမ့်မင်းကြီးမာဒေဝီနဲ့တူမျိုးထဲပြန်ဝင်လာတော့ဒိုင်းသူပြည်သားတွေနဲ့နန်းမင်းသားတွေအားလုံးကပျော်ရွှင်စွာနဲ့ကြိုးဆိုလျက်ရှိကြပြီးမင်းသားလေးဖုန်ကြီးတက်ရှိပါသည်ဆိုကြွေးကြော်တန်တွေချိန်ချိန်တဲနေခဲ့ပါလိမ့်ကျမ်းမှာရွှင်လန်းစွာရှိနေကြတဲ့မာဒေဝီနဲ့သားတော်လေးကိုမင်္ဂလာကအတင်းဟန်လုပ်ပြီးတော့ကြိုးဆိုနေရပါလိမ့်အမွေနန်းသားလေးနဲ့ဖြန်းပတ်ကြိုးဆိုပြီးတဲ့နောက်မှာတော့မင်္ဂလာကသားတော်လေးကိုကြည့်ခွင့်တောင်းခဲ့ပြီးတော့သားတော်ကမိပြဲကောင်းကြီးနဲ့အလွန်တူတာပဲလို့ပြောလိုက်ပါလိမ့်မင်းသားလေးကတော့မင်္ဂလာလက်ထဲရောက်တာနဲ့ချက်ချင်းလူးလွန်ပြီးတော့ငိုနေခဲ့တာပါအဲ့ဒီနေ့ညနေတကောင်ချိန်မာဒေဝီဆက်တော်ခေါ်နေစင်မှာခေါ်တန်တစ်ခုကြောင့်နိုးလာခဲ့တဲ့အခါတကူလုံးကြည်လင်တောက်ပနေတဲ့နတ်ဒေဝရာတစ်ပါးကိုမြင်လိုက်ရပါလိမ့်နတ်ဒေဝရာကသမီးတော်သင်ဟာမုံမြတ်တဲ့တာဝန်တစ်ခုအတွက်လူလောကကိုရောက်ရှိခဲ့တာဖြစ်တယ်အခုတာဝန်တွေပြီးမြောက်ပြီဖြစ်လို့ကျွန်ုပ်နဲ့ပြန်လိုက်ခဲ့ပါတော့ဆိုပြီးတော့ပြောခဲ့ပါလိမ့်အဲ့ဒီစကားအဆုံးမှာမာယာဒေဝီကလန်နိုးလာခဲ့ပြီးတော့ကျွန်တော်ရဲ့တာဝန်တွေမပြီးသေးဘူးသားတော်လူလားမြောက်အောင်ပြုစုပြိုးထောင်ရအောင်မယ်ဆိုပြီးတော့အော်ပြောနေမိပါတော့တယ်ဘေးနာဂေါရမီကအမတော်ဘာဖြစ်တာလဲလို့မေးတဲ့အခါမှာမာယာဒေဝီလည်းပြန်သတိဝင်လာခဲ့ပြီးတော့သူမတခုခုကိုသဘောပေါက်လိုက်မိပြီပဲဖြစ်ပါတယ်ဒါကြောင့်ဂေါရမီကိုဒေဝရမှာရှိတဲ့အကိုတော်ထံကိုစာပို့စီဖို့မင်းကြီးကိုရှောက်တင်ပေးပါလို့ဆိုခဲ့ပါတယ်စာအုပ်ရတဲ့အခါကိုတော်ကအမီတာကိုကပိလဝတ် PC ကိုဆေလွတ်လိုက်မယ်ဆိုတဲ့အခါမှာဂေါရမီကဘာကြောင့်အမီတာကိုဖိတ်ခေါ်ခြင်းရတာလဲလို့မေးပါတယ်မာဒေဝီကအမီတာဟာမင်းသားလေးရဲ့တွေးတော်ဖြစ်တာကြောင့်အမီကင်မွန်တပ်ပွဲကိုတက်ရောက်ဖို့ဖိတ်ခေါ်တာဖြစ်ကြောင်းပြန်ပြောပါတယ်အစင်လာရကင်မွန်တပ်ပွဲကိုဖွားမြင်ပြီး9ရက်မြောက်နေ့မှာကျင်းပမှာဖြစ်ကြောင်းမာဒေဝီကလေးနဲ့တီးကြီးတဲ့မျက်နှာထားနဲ့ပြောနေခဲ့ပါတယ်ဂေါရမီကလည်းမတော်ရဲ့စန္ဒာတိုင်းဖြစ်เสียမှာဖြစ်ပြီးတော့ကဘာမြေကိုတိုင်တဲကသားတော်လေးကိုကင်မွန်တက်ရမယ်လို့ဆိုခဲ့ပါတော့တယ်မာဒေဝီရဲ့ရင်ဝင်တွေကသားတော်လေးနားကိုဒေဝရတ်ရောက်လာပြီးတော့ချောမြူနေတဲ့အချိန်မှာပဲဒေဝရဟပြည်ရဲ့မိဖုရားကောင်ကြီးဖြစ်တဲ့အမီတာရောက်လာပြီးဖြစ်ကြောင်းလာရှိကာကလာပြီးတော့ရှောက်တင်ခဲ့ပါတယ်မရှိမနှောင်းမှာပဲအမီတာနဲ့ရန်ရွှေတော်တွေဝင်ရောက်လာကြပြီးတော့ညီမတွေဝမ်းပန်းတသားနဲ့ပွေးဖန်နှုတ်ဆက်ကြပါတယ်အမီတာကိုယ်တိုင်လည်းပရိသေတွေလွယ်ထားပြီးတော့မကြခင်မှာလည်းသူမလည်းဖွားမြင်ရမယ်အချိန်ကိုရောက်တော့မယ်လို့ပြောပြပါတယ်အဲနောက်မှာသားတော်လေးရဲ့မျက်နှာကိုသေချာကြည့်ပြီးတော့ကလေးရမာဒီဝီနဲ့ဆင်တူပေမဲ့ရဲစွမ်းတတ်တိရာမှာတော့ခမီးတော်တုတ်တော်ဒနာလို့ပြောင်မြောက်လိမ့်မယ်လို့ဆိုခဲ့ပါတယ်အဲချိန်မှာဂေါရမီကအမီတာဟာဖခင်ဘက်ကဒွေးတော်လားမိခင်ဘက်ကဒွေးတော်လားဆိုပြီးမေးခဲ့ပြီးတော့မာဒီဝီကလည်းဒီဘေဒီကိုရအောင်ဖြေရှင်းပေးတော့လို့ရီမောကဝင်ပြောပါတယ်ဒါအောင်နားမလည်နိုင်တဲ့မင်းသမီးတစ်ပါးကဘလို့လုပ်ပြီးတော့နှစ်ဖက်စလုံးနဲ့တော်ဆနိုင်ပါလဲလို့မေးတဲ့အခါမှာလာရှိကာကမိဖုရားအမီတာတုတ်တော်ဒနာမင်းကြီးရဲ့ညီမတော်ဆိုတော့မင်းသားလေးရဲ့ဖခင်ဘက်ဒွေးတော်တော်ဆက်ပါတယ်တစ်ဖက်ကလည်းအမီတာကမာဒီဝီရဲ့အကူတော်ဖြစ်တဲ့ကောလီယာပြည့်ရှင်နဲ့လည်းလက်ဆက်ထားတာကြောင့်မိခင်ဘက်ကလည်းဒွေးတော်တော်ဆက်နေပြန်ပါတယ်ဆိုပြီးတော့ရှင်းပြပါတယ်ဒီဘေဒီကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့အခါမှာအမီတာကကပိလဝတ်ပြည်မှာဆိုရင်ဖခင်ဘက်ကဒွေးတော်လုံးမယ်မင်းသားလေးကဒေဝရဟပြည်ကိုလာရင်တော့မိခင်ဘက်ကဒွေးတော်လုံးပါမယ်ဆိုပြီးတော့ပြန်ဖြေခဲ့ပါတယ်သူတို့တွေဆွေမျိုးအဆက်ကောင်းနေကြတာကိုကြည့်ပြီးတော့မင်္ဂလာကတော့ရင်တွင်းဒေါသပုံထနေပါတယ်ပဇာပတိဂေါရမီကသားတော်လေးကိုအမိကင်မွန်းတက်ပေးဖို့ဆိုလာတဲ့ခါမှာအမီတာကပကတ်တွင်းကသားတော်လေးကိုတေချာကြည့်ကတိတ်တက်ထလို့ခေါ်ဆိုလိုက်ပါတော့တယ်
နန်းတွင်သားအားလုံးကလည်းတိတ်တထအမိကိုတန်းပြိုင်ခေါ်ဆိုကပန်းပွေများကိုကျဲပတ်လိုက်ကြပါလိမ့်မင်းကြီးကတော်ဝင်ပရောဟိတ်ကြီးဘက်ကိုလှည့်ကာသားတော်လေးရဲ့ဇာတာကိုတွက်ချက်စေတဲ့အခါမှာတော့ပရောဟိတ်ကြီးကမင်းသားလေးရဲ့ဖွားဇာတာပြည့်စုံကောင်းမွန်စွာနဲ့အများနဲ့မတူပဲထူးခြားနေတာကြောင့်ဒါဟာစัจ java ဝရေမင်းဖြစ်ကိုညွန်ပြနေကြောင်းဟောကိန်းထုတ်ပေးခဲ့ပါလိမ့်မင်းသားလေးဟာရဲစွမ်းတတ်တီနဲ့ပြည့်စုံပြီးခွန်အားကြီးမှလိမ့်မယ်ဩဇာတိတ်ကမှကြီးမားပြီးအေကန်စင်စစ်ရှင်ဘီရင်အပေါင်းတို့ရဲ့တခင်ဧကရေမင်းဖြစ်ပါလိမ့်မယ်ဆိုပြီးရှောက်တင်တဲ့အချိန်မှာပုံတော်တစ်ပါးကတခုခုဝင်ပြောဖို့ဟန်ပြင်းပေမဲ့ပရောဟိတ်ကြီးကပြောခွင့်မပေးပဲဧကရေမင်းဖြစ်လိမ့်မယ်လို့ပဲဆိုခဲ့ပါတယ်မင်းသားလေးရဲ့အမိကိုတိတ်တထလို့ကင်မွန်းတက်ခဲ့ပြီးတော့မျိုးရိုးအမိကဂေါရမဖြစ်ခြင်းကြောင့်တိတ်တထဂေါရမလို့အမိတွင်စေမယ်လို့ပရောဟိတ်ကဆိုခဲ့ပါတယ်မင်းကြီးကတိတ်တထဂေါရမတွေမဟုတ်ပဲဧကရေတိတ်တထဂေါရမဖြစ်စေရမယ်လို့မိန့်လိုက်တဲ့အခါမှာနန်းတွင်သားအပေါင်းတို့ကလည်းဧကရေတိတ်တထဂေါရမဆိုပြီးတော့ကြွေးကြော်ကုန်ကြပါတော့တယ်ညပိုင်းမှာသားတော်လေးကိုချောသိပ်ပြီးတဲ့နောက်ဂေါရမီကအမတော်ကိုနားယူဖို့ပြောပြီးတော့ထွက်သွားမယ်လို့မှာမာယာဒေဝီကလမ်းဆွဲထားလိုက်ပြီးတော့အနားမှာထိုင်စေကညမတော်မျက်နှာကိုခတ်ဆွေးဆွေးကြည့်ပါတယ်ဂေါရမီကဘာများလဲအမတော်လို့မေးရမှာမာယာဒေဝီကဒီကနေ့မိဘေးကင်မွန်းတက်ပွဲပြီးမှညမတော်ကိုတာဝန်အားလုံးလွှဲအပ်ရတော့မယ်ဆိုပြီးထူးခြားတဲ့စကားကိုဆိုခဲ့ပါတယ်မိခင်တိုင်းကသူတို့ရဲ့ရင်သွေးကိုအမြင့်တကအမြင့်ဆုံးဖြစ်စေခြင်းကြတယ်ဒါမဲ့ကျွန်ုပ်ကတော့အဲ့ဒီဆန္ဒတွေကိုအကောင့်ထဲပုံနိုင်တော့မယ်မထင်ဘူးဆိုပြီးပြောရမှာဂေါရမီကအနားယူပါတော့အမတော်ဒါမျိုးတွေမပြောပါနဲ့ဆိုပြီးတော့တားလိုက်ပါလိမ့်မာဒေဝီကမပြောလို့မရတော့ဘူးညီမတော်ကိုဝင်ဆောင်စဉ်ကလေးကပရောဟိတ်တွေကစัจ java ဝရေမင်းဖြစ်လိမ့်မယ်လို့ဟောကိန်းထုတ်ကြတယ်ဒါမဲ့သားတော်ရဲ့အဲ့ဒီချိန်ကိုမြင်ကွင်းမရှိတော့ဘူးလို့ထပ်ပြောရမှာတော့ဂေါရမီကဒီလိုနမိတ်မရှိတဲ့စကားတွေမပြောပါနဲ့ဆိုကထွက်သွားဖို့လုပ်ပေမဲ့မာယာဒေဝီကလန့်ဆွဲထားလိုက်ပြန်ပါလိမ့်ညီမတော်ကိုပဲတာဝန်တွေလွှဲအပ်ခဲ့ရတော့မယ်သားတော်လေးကိုရင်တိုင်းဖြစ်တော့တားရင်ချလို့သဘောထားစောင့်ရှောက်ပေးပါဆိုပြီးဂတိတောင်းခံရမှာဂေါရမီလည်းဂရိပေးခဲ့ပြီးတော့အမတော်လည်းဘာမှဖြစ်မှာမဟုတ်ပါဘူးလို့ဆိုခဲ့ပေမဲ့မာယာဒေဝီကမဟုတ်ဘူးဂေါရမီအချိန်ကျခဲ့ပြီပြန်သွားဖို့အချိန်ကျခဲ့ပြီဆိုတဲ့စကားကိုပြောလိုက်ပါတော့တယ်အဲဒီနောက်တော့သားတော်လေးကိုအထူးဆောင်ရှောက်ပေးဖို့ဂရိထပ်တောင်းခဲ့ပြီးတော့မင်းကြီးကိုလည်းတေးကြသွားအလုပ်ကျွေးပြုပါလို့ဆိုတဲ့အခါမှာဂေါရမီလည်းမျက်ရည်စတွေနှစ်ဦးစလုံးအတွက်စိတ်ချစေဖို့ပြန်ပြောခဲ့ပါတယ်ပြီးတော့မာယာဒေဝီကကျွန်ုပ်ကိုလည်းမင်းမပြစ်လိုက်ဖဲတတိယပေးပါလို့ဆိုကညီမတော်ကိုဆွဲဖက်ထားလိုက်ပါတော့တယ်ခဏတာငြိမ်ကျသွားတဲ့မာဒေဝီကိုအတင်းလှုံနိုးလိုက်တော့မှမကြခင်သွားတော့မှကြောင့်မင်းကြီးနဲ့နောက်ဆုံးချိန်တွေ့ကျင်တယ်လို့တောင်းဆိုပါလိမ့်ဒါကြောင့်ဂေါရမီလည်းအစီခံကိုမင်းကြီးနဲ့တမားတော်ကိုပါသွားခေါ်စေခဲ့ပါတော့တယ်တမားတော်ကအရင်ရောက်လာပြီးတော့စစ်ဆေးကြည့်ရမှာကန်တော်ကုံမဲ့လက္ခဏာတွေမြင်နေရကြောင်းပြောလိုက်ပါလိမ့်မကြခင်မှာမင်္ဂလာတို့တွေ့ရောက်လာကြပြီးတော့မိဖုရားကောင်ကြီးဘာဖြစ်တာလဲလို့မေးရမှာဂေါရမီကစကားပြောနေရင်အခုလိုဖြစ်လာတာပဲလို့ပြောကမင်္ဂလာကိုဖတ်ပြီးတော့ငိုနေရှာပါလိမ့်မင်းကြီးလည်းနန်းဆောင်ရှိကိုရောက်လာခဲ့ချိန်မှာပရောဟိတ်တစ်ပါးကအစင်လာရမိဖုရားကောင်ကြီးနဲ့တွေ့ချိန်မတန်သေးတောင်လျှောက်တင်ပါလိမ့်ဒါပေမဲ့မင်းကြီးကအခြေအနေကတွေ့ဖို့လိုအပ်နေတာကြောင့်ဘလို့စီမံရမလဲလို့မေးနေပါလိမ့်နန်းဆောင်တွင်းမှာလည်းတမားတော်ကမိဖုရားကောင်ကြီးရဲ့နှလုံးခုန်နှုံးတွေနှေးလာပြီလို့ဆိုကမင်းကြီးကိုအမြန်ခေါ်လိုက်ဖို့ပြောပါလိမ့်ဒါကြောင့်ဂေါရမီလည်းအပြင်ကိုပြေးထွက်သွားခဲ့ပြီးတော့မင်းကြီးကိုအခုဝင်မတွေ့ရင်အသက်ရှင်လဲတွေ့မြင်ရတော့မှာမဟုတ်ကြောင်းပြောကဆွဲခေါ်ဖို့လုပ်ပါလိမ့်ပရောဟိတ်ကြီးကအစင်လာကိုဖောက်ပြက်မိရင်အပြစ်ပြန်ဖြေရပါလိမ့်မယ်လို့ဆိုတဲ့အခါမှာမိဖုရားလေးကလိုအပ်တာအကုန်လုံးကိုနောက်ပိုင်းမှာဆောင်ရွက်ပေးမယ်လို့ဆိုခဲ့ပါတယ်ပရောဟိတ်ကြီးကတော့ဒီချိုးပေါင်းမှုအတွက်နွားကောင်တရားဘေးမဲ့လွတ်ပေးမှအပြစ်ကြေလိုက်မယ်လို့ပြောခဲ့တာပါမင်းကြီးဝင်ရောက်လာတော့အသက်ကိုနိုင်နိုင်ရှူနေရတဲ့ကြားကဖြော့တော်လေးကျူးစားပြုံးပြနေတဲ့မာယာဒေဝီကိုရင်နှင့်စွာနဲ့ပဲမြင်လိုက်ရပါတယ်မင်းကြီးကလေးလံသောခြေလမ်းတွေနဲ့အနားကိုရှောက်သွားကမာယာဒေဝီရဲ့လက်ကိုစုပ်ကင်လိုက်ချိန်မှာမာယာဒေဝီကကျွန်ုပ်တို့ဝမ်းနေပူဆွေးမဲ့အစားသားတော်လေးဖွားမြင်ပေးတာအတွက်ပဲဂုံပြုတ်ပေးပါဆိုတဲ့နောက်ဆုံးသောစကားတစ်ခုကိုဆိုခဲ့ပြီးတဲ့နောက်မှာတော့အားလုံးကိုထားရစ်ခါထွက်ခွာသွားခဲ့ပါတော့တယ်ပဇာပတိဂေါရမီကအတန်ကိုအော်ဟစ်ပြီးတော့အမတော်လူအော်ခေါ်နေပေမဲ့လည်းမာဒေဝီတယောက်မကြားနိုင်တော့ပါဘူးရာဇာအိမ်တွေကိုအနိုင်နိုင်ထိန်းထားတဲ့မေကြီးတုံတော်ဒနာလည်းအန်ကျိတ်ကအတန်တိတ်ကျိတ်ကိုနေမိပါပြီဝမ်သာစိတ်ကိုဖြတ်ခနဲ့ထိန်းပြီးဟန်လုတ်ကအော်ကိုပြလိုက်သူကတော့မန်ဂလာပဲဖြစ်ပါတယ်မာဒေဝီကိုမီးကြိုပေးနေရင်ကဝမ်းနဲ့ကြေကွဲနဲ့မင်းကြီးတုံတော်ဒနာကိုတော်ဝင်ပရောဟိတ်ကြီးကနှစ်သိမ့်စကားပြောပေးပါတယ်အပူမီးလေးမျိုးကနေဘယ်သူမှမလွတ်မြောက်နိုင်ပါဘူးအာနာဇက်မီးယာကယမမီးစာလောင်ရတဲ့ဝမ်းမီးနဲ့တေဆုံးချင်းအတွက်ပူဆွေးရတဲ့မီးတွေဟာလူသားတိုင်းကိုနှိပ်စက်ပါတယ်ယာကမီးတွေနဲ့ဘဝကိုလောင်ကျွမ်းအငွေ့ပြန်စေပြီးတော့ဇာပနမီးကတော့ပြာဖြစ်တာကျွင်းကြံပါတယ်ဒါပေမဲ့မာဒီဝီကတော့မွန်မြတ်တဲ့တာဝန်တွေကိုပြီးမြောင်ဆောင်ရွက်ခဲ့ပြီးမှလှပစွာထွက်ခွာသွားတာပါမိဖုရားကောင်ကြီးကမင်းကြီးအတွက်ထီးမွေနန်းခံပြတဲ့သားတော်လေးကိုဖွားမြင်ပေးခဲ့ပါပြီဆိုပြီးတော့ပြောတဲ့အခါမှာ
မင်းကြီးကသားတော်ဘွားမိမိ9ရက်ကြာမှမဟာဒေဝီကံတော်ကုံမာကိုသာကြိုသိနိုင်ခဲ့ရင်တာစုပန်ပွဲတောင်ဘက်တော့မှလုံမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောခဲ့ပါတော့တယ်နောက်နေ့မှာမင်္ဂလာလှပသေးသက်စွာပြင်ဆင်ထားတာကြောင့်ခေမုန်းဖြစ်သူကဘယ်သွားမှလဲလို့မေးပါတယ်မင်္ဂလာကကျင်းတတ်မှုအပြည့်နဲ့ပြုံးပြီးတော့မင်းကြီးစီမှာသားတော်တိတ်ထကိုမွေးစားခွင့်တောင်းမယ်လို့ပြောခဲ့တာပါဘာကြောင့်လဲတင်းအိမ်မက်တွေဖြတ်စည်းလိုက်တဲ့ကလေးကိုဘာကြောင့်တနာနေရတာလဲလို့ပြန်မေးလိုက်တော့မင်္ဂလာကအတွေးကောင်ကြီးအမြင်မကျင်းနေစမ်းပါနဲ့မျက်စိကြဲကြဲဖွင့်ပြီးရေချေကျိုးကိုကြည့်ရရတယ်ဆိုပြီးတော့ပြုံးရွှင်ချိုးမြသွားပြောလိုက်ပါတယ်မင်္ဂလာရဲ့အကြံကတော့တိတ်ထကိုမွေးစားခွင့်ရရင်အရာအလုံးကိုထိန်းချုပ်နိုင်မှာဖြစ်ပြီးတော့ဒေဝရတ်ပေါ်မိခိုနေရအောင်ပြုစုပြိုးထောင်ပေးမှာဖြစ်ပါတယ်ဒါပြင်မင်္ဂလာစကားကိုလည်းတသွေးမတိတ်နားထောင်မှာဖြစ်တာကြောင့်မေသားလေးကရာဇပလင်ကိုအုပ်ဆိုးခွင့်ရရင်တော့နောက်ကွယ်ကကြိုးကင်သူကဒေဝဒတ်ပဲဖြစ်နေမှာပါတပတ်မှာမင်းကြီးကမိဖုရားခေါင်းကြီးတွေလွန်စွာပူဆွေးတော့ကရောက်နေတာကြောင့်သားတော်လေးရဲ့မျက်နှာကိုတော့မမြင်တွေ့လို့တော့ဘူးလို့ပြောနေပါတယ်သားတော်လေးကိုမြင်တိုင်းပူကြီးကွဲရပြီးတော့ဒီသားတော်ကြောင့်မဟာဒေဝီကံတော်ကုံရတာဆိုပြီးတော့အထင်ရောက်နေပါတယ်ဘရော့ကြီးကဒီသားတော်လေးကမင်းကြီးနဲ့မဟာဒေဝီတို့ရဲ့အလွန်ကျင်ဆုံးအိမ်မက်တစ်ခုဖြစ်တာကြောင့်ဒီလိုတော့မပြောတင်ကြောင်းရှောက်တင်ပေးနေပါတယ်အဲဒီချိန်မှာသားတော်ကိုပွေးချီလာတဲ့ဂေါတမီလည်းရောက်လာပြီးတော့ဒီကလေးအမတော်မဟာဒေဝီရဲ့ကိုပွားလေးဖြစ်ပြီးမင်းကြီးရဲ့အရာကိုစက်ခံမဲ့သူဆိုတာသတိထားပါအောင်ရှင်မင်းကြီးဆိုပြီးရှောက်တင်လိုက်ပါတယ်အမတော်ကသူ့ရဲ့ကိုပွားလေးဖြစ်သားတော်လေးကိုထားရစ်ပေးတာမို့တခါတော့ဖခင်တယောက်နှလုံးသားနဲ့ထွေးပွေးကြည့်ပါကလေးမျက်လုံးတွေကိုသေချာစိုက်ကြည့်လိုက်ရင်အမတော်မဟာဒေဝီကအရှင့်ကိုစိုက်ကြည့်နေသလိုခံစားစီရပါလိမ့်မယ်ဆိုပြီးရှောက်တင်တော့မှမင်းကြီးလည်းသားတော်လေးရဲ့မျက်နှာကိုသေချာစိုက်ကြည့်လိုက်ပါတယ်ဂေါတမီပြောသလိုမှန်တကယ်ပဲမဟာဒေဝီရဲ့မျက်ဝန်းတွေကိုမြင်တွေ့လိုက်ရပြီးတော့သားတော်လေးကိုအသာရပွေ့ချီကနှစ်ဖူးပြင်သေးသေးလေးကိုနမ်းလိုက်ပါတော့တယ်မင်းကြီးသားတော်လေးကိုအမြတ်တနိုးထွေးပွေ့ထားစင်မှာပဲမင်္ဂလာရောက်လာခဲ့ပြီးတော့အခုတော့သားတော်နဲ့ခမီးတော်တို့ပေါင်းစည်းနိုင်ကြပြီပဲလို့ဝင်ပြောပါတယ်မွေးကင်းစားရွယ်လေးနဲ့မိခင်ကိုဆုံးရှုံးခဲ့ရတဲ့သားတော်လေးဟာဖခင်မြတ်တာကိုပါဆုံးရှုံးရတော့မယ်လို့ထင်ခဲ့ပေမဲ့အခုလိုချစ်ကြည်ရရှိခဲ့တာအတွက်ဝမ်းသာရပါကြောင်းဆက်ပြောပါတယ်အဲဒီနောက်မှာရှင်မင်းကြီးမှာတောင်းဆိုကြတစ်ခုရှိကြောင်းပြောရမှာတော့မင်းကြီးကလည်းမင်္ဂလာဟာညီတော်ရဲ့ကျင်ဟာဇနီးဖြစ်တာကြောင့်တောင်းဆိုခွင့်ရှိပါတယ်လို့ဆိုကာဘာကိုတောင်းဆိုချင်တာလဲလို့မေးလိုက်တော့အရှင်ရဲ့သားတော်ကိုတောင်းဆိုချင်တာလို့ပြောလိုက်ပါတော့တယ်မင်္ဂလာကတိတ်တထားနဲ့ဒေဝဒတ်ကိုအတူတူကကြီးပြင်းစေလိုကြောင်းနဲ့သူမကိုယ်တိုင်မင်းသားလေးရဲ့တဝူဒီသောအုတ်ထိန်သူဖြစ်ချင်ပါကြောင်းတောင်းဆိုခဲ့တာပါမင်းကြီးကမင်းသားလေးကိုမိဖုရားလေးဂေါတမီကသာစောင့်ရှောက်မှာဖြစ်ကြောင်းပြောတဲ့အခါမှာမင်္ဂလာကအစော်မပေးပဲဂေါတမီကငယ်သူဖြစ်ပြီးတော့သူမကအမတော်ရာမရှိတာကြောင့်သူမကပို့ပြီးတော့စောင့်ရှောက်တင့်တယ်လို့ဆိုလာပြန်ပါတယ်မင်းကြီးကဘာမှပြန်မပြောခင်မှာထက်မြက်တဲ့ဂေါတမီကဒါဆိုရင်ကျွန်ုပ်ကမင်းသားလေးကိုစောင့်ရှောက်ပြီးတော့အတင်ကတော့ကျွန်ုပ်ကိုပြန်စောင့်ရှောက်ပါလားဆိုပြီးတော့ဝင်ပြောလိုက်ပါတယ်မင်းကြီးကလည်းမင်္ဂလာရဲ့တောင်းဆိုမှုကိုလိုက်လျောလို့ရပေမဲ့မိဖုရားကောင်ကြီးရဲ့ဆန္ဒကိုတော့လွန်ဆန်လို့မရတဲ့အကြောင်းနဲ့မဟာဒေဝီကတိတ်တထကိုဂေါတမီကစောင့်ရှောက်ပေးဖို့အပ်ထားခဲ့တယ်လို့ပြောလိုက်ပါတော့တယ်အဲဒီချိန်မှာအတန်တချို့ကိုကြားလိုက်ရတာကြောင့်ဘာတန်နေလဲလို့မေးရမှာညီတော်တစ်ပါးကတစုံတယောက်သောသူကအရှင်မင်းကြီးနဲ့မင်းသားလေးကိုတွေ့ခွင့်တောင်းနေပါတယ်လို့ပြောလိုက်ပါတယ်တစ်ချိန်တည်းမှာပဲရဲမတ်တူဝင်လာကနန်းတော်တကားရှိမှရသေးတစ်ပါးကတွေ့ခွင့်ပေးဖို့တောင်းဆိုနေကြောင်းရှောက်တင်လိုက်ပါတယ်မင်းကြီးကဘသူများလဲလို့မေးရမှာရသေးကြီးကသူ့ကိုယ်သူရသေးကြီးအာစစ်လို့ပြောကြောင်းရှောက်တင်လိုက်တော့မင်းကြီးလည်းအံ့ဩသွားပါတယ်မင်းကြီးကရသေးအာစစ်ဟာတာကီမျိုးနွယ်ရဲ့တော်ဝင်ပရောဟိတ်တစ်ပါးဖြစ်ခဲ့ဘူးပြီးတော့ခမီးတော်ရဲ့ဆရာဖြစ်ခဲ့ဘူးကြောင်းနဲ့ဟီမွေနာတောင်တန်းမှာတရားကျင့်ကြံအားထုတ်နေတာနှစ်ပေါင်းတော်ကြာပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်ရသေးကြီးကပညာအရာမှာနှံ့ဆက်သိမြင်ပြီးနတ်နဲလာတဲ့ကျင့်စဉ်တစ်ခုကိုကျင့်ကြံအားထုတ်နေသူပဲလို့ဆိုကာရသေးကြီးကိုမင်းကြီးကိုယ်တိုင်ထွက်ကြိုခဲ့ပါတယ်မင်းကြီးကရသေးကြီးကိုဂါရဝပြုပြီးတဲ့နောက်မတွေ့ရတာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးအခုလိုကပိလဝုပြည်ကိုလာလေလို့ဝမ်းမြောက်ရကြောင်းပြောပေမဲ့ရသေးကြီးကမင်းကြီးနဲ့တွေ့ဖို့လာတာမဟုတ်ပဲကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်တဲ့သားတော်လေးကိုရှုမြင်လိုတာကြောင့်လာခဲ့ကြောင်းပြန်ပြောခဲ့ပါတော့တယ်မင်းကြီးလည်းရသေးကြီးကိုသားတော်လေးနဲ့တွေ့စေခဲ့ကဒီသားတော်ကိုမြင်ရဖို့နှစ်အများကြီးစောင့်ခဲ့ရတယ်လို့ပြောလိုက်တာပါရသေးကြီးကမင်းသားလေးကိုစောင့်နေရသူဟာမင်းကြီးတယောက်တည်းမဟုတ်ပဲများစွာလာသောတရဝါအပေါင်းတို့လည်းစောင့်မျှော်နေရကြောင်းကိုပြောလိုက်ပါတယ်ပြီးတော့တင်နဲ့တွေ့ရဖို့နှစ်ပေါင်းများစွာတရားကျင့်ကြံခဲ့ရတယ်လို့ဆိုကာမင်းသားလေးကိုစပွဲပေါ်တင်ကာခြေလက်ပေါ်ကလက္ခဏာများကိုစစ်ဆေးကြည့်လိုက်ပြီးတဲ့နောက်အလွန်တရာအံ့ဩဝမ်းမြောက်သွားခဲ့ပါတယ်အဲဒီနောက်မှာမင်းသားလေးကိုလက်ရည်လှည့်ပတ်နေတာကြောင့်မင်းကြီးကရှင်ရသေးကိုဘာများလုပ်နေတာပါလဲလို့မေးလိုက်ပါတယ်ရသေးကြီးကစัจ java လာကြီးကိုပိုင်ဆိုးမဲ့သူကိုဂါရဝပြုတ်နေတာလို့ဆိုလိုက်ပြီးတော့မင်းသားလေးရဲ့မျက်နှာကိုအသေးချာကြည့်နေပြန်ပါတယ်ပြီးတော့ရသေးကြီးကစိုက်ငိုနေတာကြောင့်မင်းကြီးကသားတော်လေးရဲ့အနာဂတ်မှာအန္တရာယ်တစ်ခုခုများကြုံရမှာကြောင့်ငိုနေတာလားလို့မေးလိုက်ပါတယ်ရသေးကြီးကမင်းသားလေးရဲ့ကံကြမ္မာနဲ့ပတ်သက်လို့ငိုစရာမရှိကြောင်းနဲ့
အခုငိုတာကအသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ရသေးကြီးနေနဲ့အချိန်ကြာကြီးနေရတော့မှမဟုတ်တာကြောင့်ငိုရတာ